Islam တွေကခလေးလေးတွေကဒါမိုးဖိုးလိုချင်တာပေါ့ ET ပေါ့ဘာလဲဘာပြောလဲတထေးတွေကိုပြောတာနော်ပလီရက်ပြန်မလာသေးလို့အကျွေးဖြစ်လိုက်တာကုံသွားလို့တရုတ်နှစ်ခုမှာအန်ပေါင်းမုတ်ဖိုးပေးတာဒလေးဖြစ်တယ်လို့အစ္စလမ်ဘာသာဝင်တွေအတွက် ET မုတ်ဖိုးပေးတာဒလေးတစ်ခုပါဒါကိုတာမန်လူတွေကကျင့်သုံးကြပြီးတချို့သောတထေးကြီးတွေမှာ ET ပေးဖို့ကိုစမိုင်စားသွားမလားဒါမှမဟုတ် ET မုတ်ဖိုးငွေတတ်မှတ်ချက်ကုန်ပြီးဆိုပြီးအရှက်မရှိပြောနေကြပုံကိုလည်းရှင်းပြထားတာဖြစ်ပါတယ်ရမဇန်ပြီးွားလို့အစ်တယောက်လာပြီဆိုလို့ရှိရင်အော်ကိုပါဝင်းကြီးနေကဆက်လန်တွေပါလိုက်ပေးကြတာပေါ့လိုက်ပေးကြရင်တထေးတွေကသူတို့စီကိုအာကိုကြီးနဲ့ကွယ်အစ္စလမ်တွေကခလေးလေးတွေကဒါမိုးဖိုးလိုချင်တာပေါ့ ET ပေါ့ဘာလဲဘာပြောလဲတထေးတွေကိုပြောတာနော်ပလီရက်ပြန်မလာသေးလို့အကျွေးဖြစ်လိုက်တာကုံသွားလို့တနာပါတယ်နော်နင်တို့အဲ့လောက်တောင်မဲလားဟုတ်လားဟဲ့ငါတရောင်းစားတိလားငါ ET ကိုလေငါ ET ပေးဖို့အ ਨੇ ဆုံးငါ ET ပေးဖို့9သိန်း8သိန်းငါလဲထားတယ်ငါတရောင်းစားငါတထေးမဟုတ်ငါတနေ့လုံးတနေ့စားသမားဒါပေမဲ့တထေးတွေလို့ငါမှအဲ့စိတ်တည်းမရှိငါလေ ET ပတ်စံငါဘာမှမဟုတ်ဒါပေမဲ့ငါစီလာတဲ့လူတွေအော်ငါလည်းအများကြီးမပေးနိုင်ပေးလိုက်တယ် ET လေးဆိုရင်ကလေးတွေပျော်သွားတယ်လူကြီးတွေလည်းငါပေးတယ်ငါ1000တန်လေးတွေထားရတယ်ငါ9000တန်လေးတွေထားရတယ်ငါ1000တန်လေးတွေထားရတယ်ငါ900တန်လေးတွေထားရတယ်ငါကတော့အဲ့လိုပေးတာလူကြီးဆိုလို့ရှိရင်ကွာလူကြီးလျှောက်ရော့1000ငါဘဝမှာလေသိလားဟိုငါနဲ့မသိလို့ဒီလူကငါအရာမဟုတ်လို့ငါမှမရှိဘူးဘယ်တစိမ့်မဲ့အိမ်လာငါစီအရင်ဦးအောင်လာတယ်မလားအဲ့လူတွေငါအကုန်လုံးပေးလိုက်တယ်ငါကုံသွားလို့ငါအမျိုးတွေလာရင်ငါကုံပြီလို့ပဲပြောလိုက်တာကုံပြီငါမျိုးတွေလဲထားတာမဟုတ်ငါခလေးတွေစိတ်ချမ်းသာဖို့ငါလဲထားတာဒဇိန်ခလေးတွေဟာလားငါအမျိုးတို့အထုတ်လိုက်မထားတော့ဘူးတချို့ရှိတယ်နော်အမလေးအမျိုးတိမ့်တက်ပေးတာအမျိုးတွေပဲပေးတာကျန်တဲ့လူတွေကလူမဟုတ်ဘူးသူတို့မပေးဘူးမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကအစ္စလမ်ဘာသာဝင်နဲ့တခြားဘာသာဝင်တွေပေါ်စော်ကားပုတ်ခေရင်အရေးယူမယ်လို့သတင်းထုတ်ပြန်တာကိုကြားသိရပါတယ်အလ္လာဟူအက္ဘာအလ္လာဟူအက္ဘာအလ္လာဟူအက္ဘာဒါကဘာနော်မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအင်ကအစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့နိုင်ငံတွင်းမှာနေထိုင်ကြတဲ့ဘာနော်နိုင်ငံသူနိုင်ငံသားအားလုံးကိုဘာနော်တတိပိရှက်အတိတကူတုတ်ပြန်လိုက်တယ်လို့သိရပါတယ်တတိပိရှက်တဲ့မှာအစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့အစ္စလမ်ဘာသာဝင်တွေရဲ့တမန်တော်တပဖြစ်တဲ့တမန်တော်မုဟမ္မဒ်ကိုဖြစ်ပြီးဘာနော်အစ္စလမ်ဘာသာဝင်တွေရဲ့ကျမ်းစာဖြစ်တဲ့အလ်ကုရ်အာန်ကိုဖြစ်ပြီးဘာနော်လောင်ပြောင်တာတို့စော်ကားတာတို့ထိုက်ခိုက်တာတို့ရှိခဲ့လျင်ဘာနော်တွေးခဲ့လျင်ဘာနော်ဖြစ်တဲ့ချကန်ရမည်ဟုဆိုပြီးတော့သူရဲ့တတိပိရှက်တဲ့မှာဘာနော်ရေးသားတာတွေးရပါတယ်တတိပိရှက်တဲ့မှာဆက်လက်ပြီးတော့ဘာနော်ကျွန်တော်တို့မြောက်ကိုရီးယားနိုင်ငံဟာဘာသာမဲ့အများဆုံးနေထိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့တစ်ပတ်ကလူနည်းစုဘာသာဝင်တွေဖြစ်ကြတယ်ဗောနော်ခရစ်ယာန်ဘာသာဝင်အစ္စလာမ်ဘာသာဝင်ဟိန္ဒူဘာသာဝင်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့မြနေထိုင်ကြတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ယခုလိုဗောနော်မိဒီဘာသာကိုမဆိုတိုက်ခိုက်တာတို့စော်ကားတာတို့လောင်ပြောင်တာတို့ရှိခဲ့လင်တွေးခဲ့လင်ဗောနော်ဘလူနည်းနဲ့မှတိကံမှာလည်းမဟုတ်တယ်လို့ဥပဒေအရဖြစ်တဲ့အနဲ့ဖြစ်တဲ့ချကန်ရမည်ဟုဆိုပြီးတော့ဗောနော်တတိပိရှက်အတိတက်မှာဗောနော်ရေးတတ်တာတွေ့ရပါတယ်အခုလိုဗောနော်ဘာသာမဲ့နိုင်ငံတနိုင်ငံဖြစ်ပေမဲ့တခြားဘာသာဝင်တွေအပေါ်မှာဗောနော်အခုလိုလေးစားမှုပြခဲ့တယ်ဗောနော်မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအင်းနဲ့ဗောနော်မြောက်ကိုရီးယားနိုင်ငံသူနိုင်ငံသားအားလုံးကိုဗောနော်ကျွန်တော်အနေနဲ့အရန်ကိုကျေးဇူးတင်တဲ့ကြောင်းပြောပြရစီမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအင်းနဲ့ဗောနော်မြောက်ကိုရီးယားနိုင်ငံသူနိုင်ငံသားအားလုံးကိုဗောနော်အလ္လာဟ်ရှင်မြတ်အစပေးပါစေအလ္လာဟ်ရှင်မြတ်ဒီတက်မကဗောနော်ဟက်ဒီယတ်ပေးပါစေအာမင်ရမဇန်လဆိုကွမ်းဝါမယ်ဆေးလိပ်ဖွာမယ်တလာဝီမဖတ်တဲ့ကောင်တွေတက်တက်ကိုရှိတာ أتقبلهم الناس لست أقلدهم إلا بما يرضيني كي أرضيني سأكون أنا مثلي تماما هذا أنا فقناعتي تكفيني
အပနာပိုင်းကြော်ကြီးအစ္စလာမ်ဘာသာဝင်များထွက်တဲ့ပြပေးသွားပါမယ်အပနာပိုင်းကြော်ကြီးကို like and subscribe နှုတ်သွားပေးပါ Yeah အပနာပိုင်းကြော်ကြီး like and subscribe အပနာပိုင်းကြော်ကြီးမှာအစ္စလာမ်ဘာသာဝင်များထွက်တဲ့များကိုတင်ပြပေးသွားပါမယ်အပနာပိုင်းကြော်ကြီးကို like and subscribe နှုတ်သွားပေးပါ like and subscribe